ကဲမင်္ဂလာပါကျွန်တော်ရဲ့ရွှေမျိုးတို့ကြီးကျွန်တော်မနေ့ကလေးခွန်အောင်ဝဲခံခဲ့တယ်လို့မျိုးဒီနေ့မှာထပ်အောင်ခြင်းနဲ့အမျိုးတွေရှိကြလားဗျထပ်အောင်တဲ့အမျိုးတွေရှိကြတယ်ဆိုရင်တော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်တော့ဗျာကဲဒီနေ့အင်္ဂါနေကုန်တော့လုံးဝတကယ်မှမဖောက်ခဲတဲ့အမားကြီး6ခွန်တစ်ပဲဖြစ်ပါလေအထူးတော့ဆက်ထားတဲ့ထိပ်စီးကတော့9 3 တစ်ပဲဖြစ်ပါလေဗျာကျွန်တော်အနေနဲ့ဒီနေ့အကြိုက်ဆုံးပတ်တီးကတော့3ပဲဖြစ်ပါလေကျွန်တော်အကျွေးတီ8000တန်မွေးပတ်တီးဆိုပြီးတော့ပေးထားတာရှိပါလေအဲ့ဒါကတော့2ပဲဖြစ်ပါလေအဲ့တော့ဒီနေ့မှာ2ကအရင်အားကောင်းနေတာဖြစ်ပါလေကျွန်တော်အနေနဲ့ main quality ကိုပြောပြပေးသွားမှာဖြစ်ပါလေ2 3 2 6 2ခွန်2 1 20 2 9ပဲဖြစ်ပါလေဒီ quality များလို့မထိုးချင်ဘူးအခုကနည်းနည်းပဲထိုးချင်တယ်ဆိုရင်တော့အခုဗီဒီယိုလေးမှာမြင်နေရတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်လေးမှာViber မှာလာရောက်ပြီးတော့ကျွန်တော်စီမှာ 2D လာရောက်ကန်ဆန်းလိုက်ပါကျွန်တော်စီမှာ 2D လာရောက်ကန်ဆန်းတဲ့အမျိုးအားလုံးအတွက်ကျွန်တော်အနေနဲ့အထူးသီးသန့် special main 3ခွက်ကိုရွေးပေးသွားမှာဖြစ်လို့အခုပဲလက်မနေပဲကျွန်တော်စီမှာလာရောက်အပြေးလေးဟိုင်းထားလိုက်တော့ပြုတ်ကျွန်တော်စီမှာလာရောက်ကန်ဆန်းတဲ့အမျိုးရန်ကိုပေးမှာပါနော်အကုန်လုံးကအခမဲ့ပါ